ကဲဒီချက်မျိုးတွေအားလုံးမင်္ဂလာပါနော်ကျွန်တော်အကောင့်လဲပိတ်ခံရတာရောနောက်ပြီးတော့တခြားကိစ္စတွေရောပေါ့နော်ကျွန်တော်ရဲ့တခြား professional လုပ်နေတဲ့အလုပ်လေးတွေမှာမအားတာတွေရောကြောင့်မတင်ပြဘူးဒီကတော့ကျွန်တော်ဒီနှစ်အတွက်နဲ့ထုတ်ထားတဲ့မွေးကနန်းလေးပေါ့နော်ကောင်းလဲကောင်းတယ်နည်းနည်းလေးအချိန်ရနေရနဲ့အဲ့ဒါလေးတင်ပေးခြင်းလို့မို့ခဏလောက်ဗီဒီယိုရိုက်ပြီးတော့တင်ပါပေါ့နော်တကယ်လို့ကြိုက်တယ်ဆိုရင်လည်းထိုးပေါ့ဗျာမကြိုက်ဘူးဆိုရင်လည်းမထိုးနဲ့ပေါ့ချဲဆိုတာတော့သူကံပေးသလောက်ပေါ့နော်ဒါကျွန်တော်တို့စူးစမ်းပြီးမဲ့ရကြမှာလည်းရတာဟုတ်ပြီဗျာနော်မနေ့ကလည်းအဆင်ပြေခဲ့တဲ့ကဏ္ဍတွေရှိသလိုမပြေခဲ့တဲ့ဟာတွေပေါက်တီးမဖြစ်တဲ့ကဏ္ဍတွေလည်းဖြစ်ခဲ့တယ်အဲ့တော့လွဲခဲ့တဲ့အတွက်လည်းတချို့ဟာတွေအတွက်တောင်းပန်ပါတယ်ကြိုက်တယ်ဆိုရင်လည်း like ထိုးပေါ့ဗျာမကြိုက်ဘူးဆိုရင်လည်းကြော်ပေါ့ဗျာနော်ကျွန်တော်တို့ကကဏ္ဍလေးရောင်းတာမဟုတ်ဘူးမလည်းခေါ်တာမဟုတ်တဲ့အတွက်ကျွန်တော်ကဝါသနာကြီးရဲ့အတွက်ဒီဟာကိုလာတင်ပေးခြင်းဖြစ်တယ်နော်ဟုတ်ပြီစလိုက်အောင်ဗျာဒီမဲ့ချဲစပေါ်တွေကပေါ့နော်3ချိန်မြောက်ကဏ္ဍနေ36နှစ်နှစ်ပင်ကြား3နှစ်6ကြတယ်3ချိန်မှာပဲဒီမှာ455နှစ်နှစ်ချ455ကြတယ်ဒီမှာပဲ2022ခုနှစ်မှာ684နှစ်နှစ်ချပြီး864ကြခဲ့တယ်အဲ့ဒါကမူရဆိုရင်တစ်နှစ်ပတ်ကလင်လာတစ်ချက်လုံးမှာဒီတဒန်းလုံးပဲရှိခဲ့တာဗျဒီတဒန်းလုံးပဲပေါ့နော်3ချိန်မြောက်ကဏ္ဍမှာပဲရှိခဲ့တာဟုတ်ပြီအဲ့3ချိန်မြောက်ကဏ္ဍမှာရှိခဲ့တဲ့ဟာကကြည်ရသလောက်ပေါ့နော်သူကတစ်နှစ်ချပေးခဲ့တဲ့မူလေးတွေရှိခဲ့တယ်အဲ့တစ်နှစ်ချပေးခဲ့တဲ့မူလေးတွေကိုမှကျွန်တော်ကဒီနှစ်တော့ကြားလောက်မယ်လို့တော့ခံမှန်းတာပေါ့နော်လုံးဝကြီးပိုင်းတည်တော့မဟုတ်ဘူးကြိုက်တဲ့သူတွေတခြားမူနဲ့မွေးကနန်းလည်းရှိတယ်သို့မဟုတ်အကျဉ်းကြီးကနိုင်လည်းအကျဉ်းကြိုက်ကနန်းလည်းရှိတယ်ဆိုတော့ကျွန်တော်သတိချစ်တဲ့ကျွန်တော်အမျိုးတွေထိုးချင်ထိုးလို့ရအောင်လို့ယူဆတူချင်လဲတူမှာပေါ့ဗျာမတူတဲ့နီးနဲ့ကျွန်တော်ဒီကနန်းလေးကိုတင်ပြလိုက်ပါနော်ဟုတ်ပြီဒါတော့ဗျာကြားနေလိမ့်မယ်အဲ့တော့ဒီ684နှစ်နှစ်ချားမှာဒီမှာနော်1နှစ်3ချိန်မြောက်ပေါ့နော်3ချိန်မြောက်ကနန်း3ချိန်မြောက်ကနန်းကနှစ်နှစ်ချားမှာပြန်ကြတဲ့ဟာနှစ်ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီကနေ့664ကနေစကြည့်မယ်ဆိုရင်နှစ်4 6 8 12နှစ်မြောက်ပေါ့နော်ဒီ12နှစ်မြောက်2026ခုနှစ်မှာကြာမဲ့ကဏ္ဍမွေးကဏ္ဍပေါ့နော်အဲ့တော့ရှေးကခုနှစ်တွေကိုကြည့်မယ်ဆိုရင်ဒီမှာလဲနှစ်4 6 8 10 12နှစ်မြောက်ကဏ္ဍ12နှစ်မြောက်မှာကြာခဲ့တဲ့ကဏ္ဍတွေကနှစ်ကွက်တော့ရှိရဲ့ဗျဒီခုနှစ်မှာမကြာဘူးဒီခုနှစ်မှာကြာခဲ့တယ်ဒီခုနှစ်မှာမကြာဘူးဒီခုနှစ်မှာကြာတစ်နှစ်ချားကြာတယ်ဒီနှစ်မှာကြာတယ်ဒီနှစ်မှာမကြာဘူးဒီနှစ်မှာကြာတယ်ဒီနှစ်မှာမကြာဘူးအဲ့လိုဆိုရင်ဒီနှစ်မှာကြာရမယ်နှစ်မှာဆိုရင်ကဏ္ဍနှစ်ကွက်တွေ့တယ်အဲ့ကဏ္ဍကဘာတွေတုံးဆိုရင်ဒီမှာခွန်39နဲ့384ဆိုပြီးကြာပေးခဲ့တာတွေ့ရပါတော့ဒီခုနှစ်ကနေစရည်မယ်ဆိုရင်12နှစ်မြောက်ပေါ့နော်12နှစ်မြောက်ကဏ္ဍအဲ့လိုပဲဟုတ်လားဆိုတော့ဒီဘက်ကိုပြန်ကြည့်လိုက်အောင်အဲ့တော့ဗျာဒီမှာကြည့်လိုက်3ချိန်မြောက်ကဏ္ဍခုနပြောခဲ့သလိုပဲ3ချိန်မှာပဲကြာတယ်နှစ်နှစ်ချပြီးတော့3ချိန်မှာပဲဒီကဏ္ဍပြခဲ့တယ်ဆိုရင်နှစ်4 6 8 10 12နှစ်မြောက်မှာကြာခဲ့တဲ့ကဏ္ဍကဒီမှာ9ခွန်3နဲ့ဒီအောက်မှာရှိမှာ24ချိန်မှာကြာပေါ့နော်348ကတော့နောက်မှာကြာတယ်9ခွန်39ခွန်ကတော့အရင်ကြာတာပေါ့နော်အဲ့ဒါကခုနပြောခဲ့သလိုပဲဗျာမူရဆိုရင်တော့ဒီနှစ်မှာမကြာခဲ့ဘူးဒီနှစ်မှာကြာတယ်ဒီနှစ်မှာမကြာခဲ့ဘူးဒီနှစ်မှာတစ်နှစ်ချားကြာတဲ့ပုံစံလေးပေါ့နော်ကြာမလားမကြာဘူးလားဆိုတော့ဒါကတော့ဒီနှစ်ရဲ့ကံပေါ့ဗျာကျွန်တော်လဲ
ယင်းနှစ်တည်းကလည်းမွေးကနန်းထုတ်ပြီးထိုးခဲ့တဲ့အခါရှိသလိုကိုကြိုက်ကနန်းတွေလည်းထိုးခဲ့တာဆိုတော့ကိုရဲ့ကံနဲ့လည်းဆိုင်ပြီးရပေါ့ဗျာနော်ကနန်းတွေအများကြီးတည်းကမှတကွက်တလေကိုမွေးကျင်တယ်ဆိုရင်တော့ခုနကပြောသလိုပဲဒီမှာဗျာရှင်းရှင်းလေးပဲ3ချိန်မြောက်ကနန်းဒီ36နှစ်2နှစ်ချပြီး3နှစ်6ကြတယ်အဲ့ဒါနေ12နှစ်မြောက်ထိသွား12နှစ်မြောက်ထိသွားလိုက်ရင်9ခွန်3ဆိုတဲ့ကနန်းလေးရှိတယ်3 4 8ဆိုတဲ့ကနန်းလေးရှိတယ်ဒီမှာလည်းအဲ့လိုပဲ63ခုနှစ်ကကနန်းက3ချိန်မြောက်ကနန်းကတစ်နှစ်2နှစ်ချပြီးတော့4 5 5ကြတယ်တခါနောက်တစ်ခု12နှစ်မြောက်မှာခွန်3ကို3ခွန်လို့ကြတယ်တခါ384လို့ပြန်ကြတယ်ရှေ့ရနှစ်နဲ့အတူတူပဲအဲ့လိုပဲဆိုရင်ဒီမှာ2012ခုနှစ်မှာလည်း684ဆိုတဲ့ကနန်းက3ချိန်မြောက်မှာပဲကြတယ်မူပြောရအောင်ကျွန်တော်ပြောကနန်းတူကိုပြောတာမဟုတ်အဲ့တော့ဒီမှာကြည့်လိုက်684ဆိုတဲ့ဒီကနန်းကတစ်နှစ်2နှစ်ချပြီး864လို့ကြတယ်အဲ့လိုပဲဒီကနေပြန်ခေါ်လိုက်ရင်12နှစ်မြောက်မှာကြာမဲ့ကနန်း12နှစ်မြောက်မှာကြာမဲ့ကနန်းကကျွန်တော်ဒီမူရဆိုရင်39ခွန်348ဒီမှာနော်မြင်ပါတယ်နော်39ခွန်နဲ့348ကိုဒီမူရကျွန်တော်ရွေးထားပါတယ်တကယ်လို့ကြိုက်တယ်ဆိုရင်လည်းဟိုပတ်လေပေါ့နော်အထိုင်ရတယ်ဆိုရင်တော့အကျင်ရေနဲ့ကြိုက်ပြီးတော့ကျွန်တော်အမျိုးတွေထိုးခြင်းထိုးလို့ရအောင်လို့ပါဒီဟာကိုမှအကျက်ချက်ပြီးတော့ဟိုဘာကြောင့်ကြားတဲ့နေမကြားတဲ့မူဆိုတဲ့အားတွေကိုလည်းကျွန်တော်ကြည့်ထားတဲ့ဟာရှိပါတယ်နော်ဒါပေမဲ့အဲ့ဒါကတော့ရှည်သွားမှဆိုလို့မတင်တော့ဘူးမထိုးခြင်းလည်းမထိုးနဲ့ပေါ့ဗျာနော်ကြိုက်တဲ့သူတွေမူလည်းရှိတယ်ထိုးခြင်းတယ်ဆိုတဲ့သူတွေထိုးလို့ရအောင်လို့တင်ပေးလိုက်တယ်နော်โอเคပါအားလုံးကျမ်းမာရေး view site ကြပါကျွန်တော်နည်းနည်းလေးအားထက်ပြီးတော့ဒီနေ့မှာပေါက်ပြီးရမယ့်ခဏန်းလေးတွေအကျဉ်းကိုက်ခဏန်းလေးတွေလည်းရှင်ရရင်ရတယ်လို့တင်ပေးပါမယ်နော်အားလုံးပဲကျမ်းမာရေး view site ကြပါကျေးဇူးတင်ပါတယ်